ဒီနေ့တော့ရုံးတော်မှာငွေစရင်တင်းပေါင်း3,000တေချာစစ်ဆေးပြီးလို့တပြားမှမလိုတာကိုအရာရှိကအမတ်မင်းဟဲစီအစီရင်ခံပါတယ်ဒါပေမဲ့အမတ်မင်းဟဲကတော့လက်အောက်ငယ်သားတွေဒေတာဆိုင်ရာစီမံခန့်ခွဲမှုစရိတ်ဆိုပြီးပတ်စံတောင်းတာကိုမကျေနပ်လို့ကိုယ်တိုင်ရုံးတော်အထိတွားရောက်တိုင်ကြားခဲ့တာဖြစ်ပါတယ်အရာရှိကလည်းသူတို့နားလည်မှုလွယ်ပြီးမှားယွင်းသွားကြောင်းအောက်လက်ငယ်သားတွေကိုတေချာစုပူချင်းမောင်းထားပြီးချမ်းကျိုးမျိုးသူမျိုးသားတွေမိခိုနေရတဲ့အမတ်မင်းဟဲအတွက်ဘာမဆိုအပြည့်အဝပူးပေါင်းဆောင်ရွက်ပေးပါမယ်လို့ကပြားကရဖားရတောင်းပန်နေရပါတယ်ဒါကိုကြည့်နေတဲ့ပထမတန်းညာဘက်ဝင်ကြီးချုပ်ရဲ့တမီးဖြစ်သူဂူမင်ရဲကတော့စိတ်ထဲကနေအစိတ်ပြင်းပြင်းနီးလန်းတွေတုံးပြီးစီးစိတ်ဥစ္စာရှာတတ်တဲ့သူတို့အဖေရဲ့လုပ်ရည်ကိုင်ရည်ကိုအံ့ဩနေပါတယ်ငါတို့ရဲ့အဖေကပတ်စံလဲမချမ်းဆောင်ရည်လဲတိတ်ကြီးတာပဲဒါကြောင့်ပဲပြည့်ရများတဲ့ဧကရစ်ကငါတို့မိသားစုကိုပုံကံဖြည့်ဆည်းသူတွေအဖြစ်သတ်မှတ်ထားတာကွယ်လွန်သူတွေကြားမှာအကြောင်းရင်းတစ်ခုခုရှိနေတာလားဆိုပြီးအတွေးပေါက်နေတာပါတာပဲမဲ့လဲအကူဖြစ်သူကိုတော့ရေဘေးကာကွယ်ရေးကိစ္စတွေကိုပဲစိတ်အေးထားပြီးလှုပ်ဖို့မှလိုက်ပြီးသူ့အနေနဲ့လဲနောက်ဆုံးတော့အစီအစဉ်ကြီးတစ်ခုကိုစတင်လှုပ်ရှားဖို့ပြင်ဆင်လိုက်ပါတယ်အဲ့ဒီနောက်ဂူမင်ရဲရဲ့ပကြီးထန်ဆိုင်မှာတော့ဘဲမွေးမြူရေးစီကံတွေကိုအလွန်တင်းကျပ်စွာကင်တွင်နေတာပါပဲမွေးသူအတော်ကြီးကိုဘဲတွေကိုနေတိုင်းပြေးခိုင်းဖို့မပြေးနိုင်ရင်ခွေးမွေးပြီးအနောက်ကလိုက်ခိုင်းဖို့ဖိအားပေးနေပါတယ်ဘဲမွေးသူကမနချန်ရဲ့ကျမအိမ်ကဘဲတွေပြေးရလွန်းလို့ခြေထောက်တွေတောင်သေးကုန်ပြီသူများအိမ်ကဘဲတွေကဝတ်တက်လာပြီးကျမဘဲတွေကမွေးလေပိန်လေပဲလို့ညီးတော့လက်ထောင်ချန်ကပိန်မမှန်တာပေါ့တောင်ပေါ်ကျက်ဆက်ဘူးတလားအသားချင်းမပိုရတာရှိတာပူကြီးထန်တဲ့ပူပေါင်းပြီးပတ်စံရှာခြင်းဒီစီကန်တိုင်းလုပ်ရမယ်လို့တေချာပညာပြလိုက်ပါတယ်ဒီလိုနဲ့လက်ထောက်ချန်ရဲ့တင်းကျပ်တဲ့စံချိန်စံညုံကိုသဘောကျသွားတဲ့ဆိုင်ရှင်ကူမင်ရဲကပုံမှန်ပဲဆိုရင်တကောင်20ဒီလိုအပြေးလေးကျင်ထားတဲ့အစင်းမြင့်ပဲဆိုရင်တကောင်50ဝယ်ယူမယ်လို့ဈေးနှုန်းသတ်မှတ်ပေးလိုက်ပါတယ်အဲ့ဒီမှာတင်လက်ထောက်ချန်ကဆိုင်ရှင်ငါတို့ဘဲတွေကိုဒီတိုင်းမရောက်ပဲကိုယ်တိုင်ပဲပေါင်းနဲ့ဘဲကင်လုပ်ပြီးရောင်းရင်အမျက်နဲ့စရမှာတေချာရဲဆိုပြီးစီးပွားရေးအကြောင်းပြောလိုက်တော့ဂူမီရဲ့တယောက်စိတ်ထဲကနေသူကမိသားစုစီးစိမ်ပျက်စီးအောင်ပတ်စံလိုက်ဖြုံးနေတာကိုသူ့လက်ထောက်ကအမျက်နဲ့စတိုးအောင်လုပ်နေတာကြောင့်စိတ်ပြတ်သွားမိတယ်ဒါပေမဲ့လည်းဂူမင်ရဲကဘဲအဖွဲပြီးလုပ်ငန်းစဉ်စံချိန်မီအောင်လုပ်ဖို့ငွေ350ဝါထုတ်ပေးလိုက်ပါတယ်အိမ်ထဲတချင်းကြီးပြီးပြန်ဝင်လာတဲ့မင်ရဲကိုအမောင်ထဲကနေရာကနေတခုခုကစိုက်ကြည့်နေပါတယ်မတင်ကားဖွဲလူနေရောရဲ့ဝတ်စားစင်ရင်ပုံကတာမန်လောက်ကြံသူတွေနဲ့မတူတာကြောင့်ချီဝမ်မင်းကြီးစေလွတ်လိုက်တာလားလို့မေးလိုက်ချိန်မှာတော့သူတို့ကချီဝမ်ဆန်အိမ်ရဲ့အရေးမှတ်15နဲ့အမှတ်10ပါဆိုပြီးပွင့်ပွင့်လင်းလင်းဝန်ခံလိုက်ပါတယ်သူတို့ကဂူညီကိုမောင်နှမမတေးအောင်ကာကွယ်ဖို့အမိတ်ရထားတာဖြစ်ပြီးအရင်ကအစိတ်မိထားလို့အုံနောက်တိတ်မကောင်းတော့ပဲပုံမှန်ချိန်မှာအပိုးဖြစ်ပဲထားခံရတယ်လို့ခုမှလူလိုနေလို့အစားထိုးလာရတာပါလို့ဒဲတူပြောချလိုက်တာပါအဲ့ဒီချိန်အပြင်ကပြန်လာတဲ့မင်းရွက်ကိုကဧကရစ်ရဲ့မွေးနေ့အတွက်ဘာလက်ဆောင်ပေးရမလဲစဉ်းစားပေးဖို့သူ့ညီမကိုအကူညီတောင်းလိုက်ချိန်ချန်တဲ့အရေးနှစ်ခုကြောင့်အေးကြလန့်တကြားနဲ့လောက်ကျန်သူတွေရှိတယ်လို့អော်လိုက်ပါတယ်အရေးချန်မှတ်15နဲ့10ကလည်းသူတို့ကိုပြောမှန်းမသိပဲလောက်ကျန်သူဆိုတာကိုလိုက်ရှာနေကြပါတယ်ဂူမင်ရွက်တယောက်သူတို့တွေကိုကြည့်ပြီးရခက်ငွေရခက်ဖြစ်နေပြီးစိတ်ပြက်စွာခွေးသက်ကိုကောက်ွယ်ဖို့မလိုဘူးငါတို့နှစ်ယောက်ရဲ့အသက်ကိုကောက်ွယ်ပေးရင်ရပြီလို့တတိပေးရပါတယ်အဲ့ဒီနောက်အမှတ်15ကဂူမင်ရွက်ကိုအနီးကမျက်တောင်မခတ်စိုက်ကြည့်နေတာမို့မေးလိုက်တဲ့အခါတခင်ရဲ့အမိတ်အရာနင့်ကိုတေချာစိုက်ကြည့်ထားရမယ်တစ်စက္ကန့်လေးလွှဲချော်တာနဲ့ငါရဲ့တာဝန်ပြက်ကွက်မှုပဲလို့ဖြေတာကြောင့်ဂူမင်ရွက်မှာဒါဟာမျက်နှာမှတ်မိတဲ့စနစ်ပါတဲ့လူသားစောင့်ကြည့်ရေးစနစ်ပဲဆိုပြီးယူကျင်တယ်လို့ဖြစ်သွားရပါတယ်နောက်တော့ပကြီးထန်ဆိုင်ရှင်ဂူမင်ရွက်ကခရိုင်အုပ်ချုပ်ရေးမှူးအမတ်မင်းကျိုးနဲ့တွေ့ဆုံခဲ့ပါတယ်အမတ်မင်းကျိုးကကျန်းကျိုးမှာဒုက္ခသည်တွေကိုကူညီခဲ့တဲ့ပကြီးထန်ရဲ့ဆိုင်ရှင်မန်းတည်သွားပြီးမြို့တော်ကအမတ်မင်းကူနဲ့ဘာပတ်သက်လဲလို့မေးမြန်းခဲ့တာပါဂူမင်ရွက်ကပြန်မေးလိုက်တဲ့အခါအမတ်မင်းကျိုးကဟိုးရခင်ကသူဟာဆင်းရဲတဲ့စာဆိုတယောက်ဖြစ်ပြီးမိခင်အပြင်းထန်ဖျားနာစဉ်စာမွေးပွဲဆွလို့ကစာကူးရောက်နေရချိန်မှာအမတ်မင်းကူကဆရာဝန်ပင့်ပေးပြီးမိခင်ကိုစေကူပေးခဲ့ရုံမကစာမွေးပွဲဆက်ဖြေနိုင်အောင်ထောက်ပံ့ပေးခဲ့တဲ့တကယ်ကျေးဇူးရှင်ကြီးပါလို့ဝိညာဉ်ပါချီးကျူးလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့ဂူမင်ရဲမှာတော့စိတ်ထဲကနေကျေးဇူးရှင်ကြီးဟုတ်လားလက်စားထားတဲ့ပတ်စံတွေကိုခွေးတောင်ရှာမတွေ့နိုင်တဲ့နေရာမှာဝတ်ထားတဲ့ငါရဲ့လောဘကြီးတဲ့အဖေကလက်စားထားတဲ့ပတ်စံတွေနဲ့ဆင်းရဲတဲ့စာဆိုတွေကိုတွားကူညီခဲ့တာလားဆိုပြီးအံ့ဩမြင်သက်သွားခဲ့ရပါတယ်နောက်ဆုံးမှာတော့ဂူမင်ရွက်ကခရိုင်အတွင်းမြစ်ဘေးကစွန့်ပစ်ထားတဲ့မြေကွက်တွေလေကွက်တွေနဲ့ဆိုင်ကန်းဟောင်းတွေကိုစီးပွားရေးလမ်းမကြီးတစ်ခုဆောက်ဖို့အကုန်ဝယ်ယူလိုက်ပြီးဒေသခံတွေကိုအလောက်ကန်ခေါ်ယူပေးမယ်လို့ကြေညာလိုက်ပါတယ်အမတ်မင်းကျိုးကလည်းဂူမင်ရွက်ရဲ့စေတနာကိုအလွန်သဘောကျသွားပြီးစာရေးစမ်းကိုမြေစရင်နဲ့စွမ်းပလုံယူခိုင်းကလမ်းပြပေးဖို့ဝမ်းသာအားရစီစဉ်ပေးလိုက်ပါတော့တယ်တောင်ပေါ်ကိုပင်ပန်းတက်လာကြချိန်မှာတော့မင်းရွက်နောက်ကနေတကောက်လိုက်ပြီးမင်းရွက်လုံးသမျှအပြုတ်မှုအားလုံးကိုဘယင်ကိုတင်ပြရန်အမောင်ရိပ်ကိုရန်တော်ဆက်လေးကစာမတ်စုတွေကိုမနာတမ်းရေးနေခဲ့တာပါတီလိုနဲ့မင်းရွက်ကမြေကွက်တွေကိုတေချာကြည့်ပြီးတဲ့နောက်ကျိုးတခင်ဒီမြေကွက်တစ်ခုလုံးကိုတမိအကုန်ယူမယ်ဟုတ်လားကောင်းတယ်စရင်ကင်ကျန်းဒီမှာတင်ချက်ချင်းလာတော့ပေးစမ်းစရင်ကင်ကျန်းကစရင်တွက်ချက်ပြီးမမလေးကူမင်းရွက်စီစရင်စာရွက်ပြလိုက်တော့မမလေးကူစုပေါင်းငွေတုံး14500ကျပ်ကြပါတယ်မမလေးကူကပတ်စံအိတ်ကြီးကိုထုတ်ပေးလိုက်ပြီးသဘောထားကြီးစွာပြောလိုက်ပါတယ်အကျွေးတွေကိုပြန်မအမ်းနဲ့တော့ယူလိုက်တော့လို့ဆိုပါတယ်သဘောတူတယ်အရေးကိုရတော့ကမမလေးကူမြေကွက်ဝယ်နေတာကိုကြည့်ပြီးခေါင်းခါကစိတ်ထဲကနေရေရုပ်ပြီးမမလေးကဘင်းငွားကိုကြေရလို့တုံပြီးမြေလွတ်တွေကိုအကြီးကျယ်ဝယ်နေတဲ့ဒါဟာအခန်းထဲမှာပြင်းချောက်ကပ်နေတဲ့အချိန်တွေကိုကုံလုံးစေဖို့တက်ပဲတနာစရာပဲထိုအချိန်မှာပဲဂူမင်းရွက်ရဲ့စနစ်မျက်နှာပြင်ပေါ်လာခဲ့ပါတယ်ကျန်းရှိသောတာဝန်အချိန်9ရက်ကျန်းရှိသောတာဝန်ငွေပမာဏငွေ368,200ကျပ်ပေးနာကဂျုံဝမ်ဘဲတွေအတွက်ခောက်အင်္ဂင်းနဲ့ရကျက်နဲ့ရှိဖူကြီးနဲ့ရန်လျှောက်လူတို့ပြဿနာရှာထားတာတွေကိုပေါင်းလိုက်ရင်ဒီပတ်စံတွေကိုနောက်ဆုံးတော့3လို့ကုန်တော့မယ်ကိုရန်တော်လဲဘေးနာကလူတွေကိုကြည့်ပြီးနားမလည်နိုင်ဖြစ်နေပါတယ်
ဖူဂျီထမ်းမှာလက်ရှိရှိတဲ့စည်ရင်းဝင်တွေကတော့ကန်ဆိုးတဲ့စာဆိုတယောက်ဆင်းရဲတဲ့စာဆိုတယောက်တခိုးတယောက်မမလေးရဲ့အမြင်ကတော့တကယ်ကိုနားမလည်နိုင်စရာပဲရုတ်တရက်စနစ်ထံမှာအောင်မြင်ကြောင်းအကြောင်းကြားစာပေါ်လာပါတယ်ဂုဏ်ယူပါတယ်အင်ရှင်အဆင့်လိုက်တာဝန်အောင်မြင်စွာပြီးမြောက်ခဲ့ပါပြီတလအတွင်းငွေ3သိန်းနဲ့အင်ငင်းချက်သုံးဆွဲရန်စုကြီးအဖြစ်အနာဂတ်သတင်းများကိုကြီးစုခွင့်တစ်ကြိမ်ရရှိပါမည်မမလေးကူနဲ့ဂူမင်းလီတို့နှစ်ယောက်စလုံးအနာဂတ်သတင်းကိုကြည့်ပြီးအံ့အားသင့်သွားကြပါတယ်ဟာတကယ်အကွက်ကြီးပဲမမလေးကူကစိုးရင်တကြီးဖြစ်အကိုဖြစ်သူဂူမင်းလီကိုလက်တို့လိုက်ပြီးဘရင်စားမဲ့အစာတဲ့အစိတ်ခတ်မှာကိုတီးသွားကြပြီးဘရင်ဘလို့ကာကွယ်ပေးရမလဲစတင်တိုင်ပင်ကြပါတယ်ရွှေရင်ကျူးတေလို့မဖြစ်ဘူးအကိုမွေးနေ့ပွဲတော်မှာပြဿနာရှာဖို့အကိုကိုပဲအားကိုးရတော့မယ်အကိုသာအဲ့ဒီလူကိုပွဲတော်တစ်ခုလုံးမှာဘာမှမစားမတော့အောင်တားလိုက်နိုင်ရင်ဒီအကွက်ကိုလွယ်လွယ်နဲ့နိုင်လိမ့်မယ်နာကအေကရရဲ့မျက်နှာကိုတောင်တွေ့ရမယ်မတေချာတာကိုဘာမှမစားမတော့အောင်ဘလို့လုပ်ရမှာလဲညီမမှာနီးလန်းရှိတဲ့အကိုဒီတစ်ခေါက်လက်ဆောင်ဆက်တပြီးရင်စုကြီးတစ်ခုတေချာပေါက်ရလိမ့်မယ်အကိုစနစ်ရဲ့ထုံးစံအတိုင်းဆိုရင်ဂူမင်းလီရုတ်တရက်ရေရွတ်လိုက်ပြီးနောက်ဆုတ်သွားပါတယ်ခဏနေပါဦးငါကယောက်ျားစစ်စစ်ပါအီကရစ်ကလည်းယောက်ျားစစ်စစ်ပဲနေငါ့ကိုသွားမြူဆွဲခိုင်းမလို့တော့မဟုတ်ပါဘူးနော်မမလေးကူကအကိုလက်ကိုစုပ်ကင်ပြီးအလေးနဲ့တောင်းပန်လိုက်ပါတယ်အကိုလူတယောက်ရဲ့အသက်ကိုကဲတာဟာဖះခုနှစ်စုတီတာထက်မြင့်မြတ်ပါတယ်ဒါဟာလူတသိန်းရဲ့အသက်နဲ့ဆိုင်နေတာနော်အေးပါငါအစွမ်းကုန်စွန့်စားပေးလိုက်ပါမယ်ထိုအချိန်မှာပဲစနစ်ရဲ့တာဝန်အစ်စ်ပေါ်ထွက်လာခဲ့ပါတယ်လက်ရှိနန်းတွင်းပြိုင်ဆိုင်မှုတာဝန်အေကရစ်အတွက်ငွေနေ့လက်ဆောင်ကိုကိုယ်တိုင်ဖန်တီး၍စက်တရံကြံရှိသောတာဝန်ချိန်3ရက်မမလေးကူကအဆောင်နဲ့အစီကံပတ်လှည့်ပြီးမေးမြန်းလိုက်ပါတယ်နင်တို့နှစ်ယောက်မင်းသားဆန်အိမ်မှာနေခဲ့တာကြာပြီဆိုတော့ပြောစမ်းပါဦးအေကရစ်ကဘာကြိုက်လဲအရှင်မင်းကြီးမှမရှိတာဆိုလို့ဘာမှမရှိပါဘူးဝတ်တုတ်စေခံကဝမ်းသာအားရဖြင့်ဝင်ပြောလိုက်တာကမမလေးကျွန်တော်သိတယ်ပကြီးကအမင်းသားကြီးကအေကရစ်စီပကြီးကခကြခဏပိုးလေးရှိတယ်အရှင်မင်းကြီးကတခါတလေရက်ပေါင်းများစွာဆွဆွဲလန်းလန်းကြည့်နေတတ်တာအမိတ်လွားတွေစစ်ဆေးဖို့တောင်မေ့သွားတတ်တယ်ပကြီးဆွဲတာလားအဲ့ဒါငါဆွဲတတ်တယ်ဆိုတော့ရဖူးသေးတယ်ဘာစုလဲညီမဘာလို့မသိရတာလဲရှန့်ရန်မူကြိုเจ้าရဲ့အနာဂတ်ကျယ်ပွင့်စုမရဘူးလားမမလေးကူကအံ့ဩလွန်းလို့စကားမထွက်ပဲစိတ်ပြက်လက်ပြက်စိုက်ကြည့်နေမိပါတယ်ဂူမင်းလီကလက်ဝဲရမ်းပြပြီးထွက်သွားဖို့ပြင်လိုက်ရင်ဒီကိစ္စအတွက်နင်းပူစရာမလိုပါဘူးပကြီးဆွဲတာကငါရဲ့ကျွမ်းကျင်မှုပဲအေးဆေးပဲရေဘေးကိစ္စလည်းတော်တော်လေးအဆင်ပြေသွားပြီဆိုတော့ရေမိုးချိုးပြီးအိတ်ချီတော့မနှက်ဖြန်မျိုးတော်ကိုပြန်မယ်မမလေးကူကတက်ပြင်းချရင်ဖျားစာရွတ်ဆိုလိုက်ပါတယ်ထားလိုက်ပါတော့ဘာပဲဖြစ်ဖြစ်သူကအဆင့်9အရာရှိတေးသေးလေးပဲကိုအေကရစ်ကကြည့်မှာမဟုတ်ပါဘူးအုံမနီပြမေဟုံဂူမင်းလီကသူတို့ရဲ့ခေါင်းဆောင်ကိုကြည့်ပြီးစိတ်ထဲကနေရေရွတ်လိုက်ပြန်ပါတယ်တခင်ကြီးကူတကယ်ကိုတန်ရောစင်ကြည့်ပြီးတနာစရာကောင်းတဲ့ယောက်ကျန်းကျုံမှာတာဝန်သွားထမ်းဆောင်ခဲ့တဲ့ဂူမင်းလီတယောက်တာဝန်ကြီးပုံလုံးလို့အေကရစ်မင်းမြတ်ရဲ့ချီးကျူးမှုကိုပါရရှိခဲ့ပါတယ်ဒါကိုအခွင့်ကောင်းယူပြီးအဂတိလိုက်စားတဲ့သူ့ရဲ့အဖေဖြစ်သူကအောက်လက်ငယ်သားတွေစီကရထားတဲ့လက်ငွေ15000ထဲကနေတမိဖြစ်သူနဲ့သားကိုငွေ12000ခွဲပေးခဲ့တာပါအဖေဒီပတ်စံတွေဘယ်ကရတာလဲဒီမနက်အောက်လက်ငယ်သားတွေလာကြောကြတာလေးစုစုပေါင်းငွေ15000တောင်ရှိတဲ့စုံစမ်းရေးဌာနနဲ့အမတ်မင်းတွေကြောင့်မြို့တော်တစ်ခုလုံးမှာပြန့်နှံ့နေတာအေကရစ်ကငါတို့ဂူမီသားစုရဲ့ကောင်းကိုလိုချင်ရင်သူ့စိတ်အခြေအနေပေါ်ပဲမူတည်တာဖေဖြစ်သူကမိသားစုတစ်ခုလုံးကိုကြိုးကွင်းစွပ်ပေးနေတယ်လို့ဖြစ်နေတာမို့ဂူမင်းလီကတတိပေးဖို့စူးစမ်းလိုက်ပါတယ်ဒါပေမဲ့စနစ်ကတာဝန်တွေကိုပေါက်ကြားအောင်လုပ်ရင်မိသားစုတစ်ခုလုံးအသက်ပြောက်မယ်လို့ပြောလာပါတယ်ဒါနဲ့မင်းရွက်လည်းတစ်ဖက်လက်နဲ့အဖေသမီးကျန်းကျိုးမာတော့ကဘေးတင်တွက်ခဲ့ဘူးတဲ့အဖေကဒီနှစ်မှာလက်လာပါတွေပိုများရင်ကျန်းမာရေးနဲ့အသက်အန္တရာယ်ကိုထိခိုက်နိုင်တဲ့အဖေကျန်းမာရေးကအရာရာထက်အရေးကြီးပါတယ်အဲ့ဒါကြောင့်အဖေအစ်စ်ရလာတဲ့ငွေတွေကိုသမီးစီမှာပဲတင်ထားပေးမယ်လေကောင်းပြီငါသမီးလေးကြီးလာပြီပဲအဖေကိုငဲ့ညတက်နေပြီးကျန်တဲ့1000ကိုနေယူထားလိုက်အဖေရဲ့လျှို့ဝှက်ဘဏ္ဍာတိုက်ထဲမှာငွေတန်း800ရှိနေတာမို့ဒီလိုနီးနဲ့နည်းနည်းစီထုတ်ယူနေရတာကိုမင်းရွက်တယောက်စိတ်ပြက်နေခဲ့ပါတယ်ဒီကြားတဲ့ဟန်လင်းကျောင်းတော်ကစာပြင်ရရှိဖြစ်သူအကိုကတော့အေဂရစ်မင်းမြတ်ရဲ့မွေးနေ့ပွဲအတွက်သူကိုယ်တိုင်ဆွဲထားတဲ့ပကြီးကားကိုလက်ဆောင်အဖြစ်ဆက်တက်လိုက်ပါတယ်ဒါဟာစနစ်ကပေးထားတဲ့နန်းတွင်းတိုက်ပွဲတာဝန်ကိုပြီးမြောက်သွားစေခဲ့ပြီးစုလက်အဖြစ်စွမ်းရည်ရွေးချယ်ခွင့်ကိုရရှိခဲ့ပါတယ်ပြန်ရောက်ပြီလားအဆင်ပြေရဲ့လားဒါပေါ်နေမမြင်လိုက်လို့ပါတာတနာရေးဌာနကအရာရှိငါပကြီးကိုဖြန့်ကြည့်လိုက်တဲ့အချိန်သူတို့မျက်နှာပေါ်ကအမှုရဆိုတာတကယ်ကိုတုံးလို့သွားတာတာဝန်ပြီးသွားရင်ပြီးတာပါပဲမြန်စုလက်ကိုအရင်ကြည့်ရအောင်အကိုဖြစ်သူကရုပ်ပိုင်းဆိုင်ရာကာကွယ်မှုရအောင်ကာကွယ်ရေးဝတ်စုံကိုပဲရွေးချယ်ခြင်းပေမဲ့ညီမဖြစ်သူကတော့ရှေ့လျှောက်ဖြစ်လာမဲ့ကူးစက်ရောဂါဘေးနဲ့နန်းတွင်းလှုပ်ကြံမှုတွေကိုကာကွယ်နိုင်ဖို့အတွက်ပြူစာနေစွမ်းရည်ကိုပဲရွေးချယ်ဖို့အတင်းတိုက်တွန်းခဲ့တာကြောင့်အဲ့ဒီစွမ်းရည်ကိုပဲရယူလိုက်ရပါတယ်ဂုဏ်ယူပါတယ်စွမ်းရည်ကိုရရှိသွားပါပြီစနစ်ရှင်အေကရစ်ရဲ့အချစ်ကိုရရှိပြီးပျော်ရွှင်စရာအချိန်တွေကိုပိုင်ဆိုင်နိုင်ပါစေထွက်သွားစမ်းမေဖီကမွေးနေ့ပွဲမှာတခုခုလုပ်ဖို့ကြံစီနေတာများလားအေကရစ်နောင်တော်ကိုကြိုတင်ကာကွယ်ခိုင်းရမယ်မွေးနေ့ပွဲတော်မှာတောင်ပိုင်းနယ်ဆက်က2000သွေးတန်တာကျောင်းနဲ့ညာလင်းပလဲတွေကိုလက်ဆောင်ဆက်တနေချိန်မှာဟန်လင်းကျောင်းတော်ကကူအရာရှိကကိုယ်တိုင်ပကြီးဆွဲပြီးလက်ဆောင်ဆက်တယ်လို့ကြားပါတယ်တကယ်ကိုစိတ်နစ်ပြီးဆွဲထားတာပါနန်းတွင်းအရာရှိအားလုံးကရွှေနဲ့ရတနာတွေကိုဆက်တကြပေမဲ့ဒီတယောက်တည်းပဲမင်းနဲ့စာကိုတုံးပြီးမြစ်တာပြတာမှုကြည့်လိုက်ပါအောင်ကောင်းကောင်းမွန်မွန်နဲ့ငါ့ကိုရုတ်တရက်ဘာလို့လာတိုက်တွန်းတာလဲငါရဲ့အချစ်ဆုံးသားကဘဲတော့ကပကြီးဆွဲတက်သွားတာလဲယူခဲဆန်းအေကရစ်လဲကူအရာရှိရဲ့စကားကြောင့်ပကြီးကားကိုဖြန့်ကြည့်လိုက်တဲ့အခါမှာတော့စက်ကူအလွတ်ကြီးပဲဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ကူအရာရှိရှိထွက်ခဲ့ဒီပန်းကြီးအကြောင်းရှင်းပြဆန်းအရှင်မင်းကြီးဒီပန်းကြီးရဲ့အမည်ကတော့မြင်းပေါင်းတောင်းချီပြေးလွှားနေပုံပါမြင်းတွေကဘယ်မှလဲပြေးလွှားပြီးထွက်သွားကြပါပြီလို့ပဆက်ဆဲဆဲနဲ့ပြန်ပြေးလိုက်တာကြောင့်အေဂရစ်လည်းသဘောကျပြီးရေမောလိုက်ရပါတယ်ဒီအချိန်ဟာအေဂရစ်နဲ့အနီးကပ်ဆုံးအချိန်မို့ကူရရှိလဲစနစ်ကရထားတဲ့ပြူစားနေစွမ်းရည်ကိုချက်ချင်းစတင်လိုက်ပါတော့တဲ့စွမ်းရည်ရဲ့အစွမ်းကြောင့်အေဂရစ်ကသူ့ကိုသဘောကျသွားခဲ့ပြီးတရက်တာတွင်အေဂရစ်ကိုစိတ်ကြိုက်ခိုင်းစေခွင့်ရသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမိဖုရားမိဖီက3နှစ်တိုင်တိုင်ချက်လုပ်ထားတဲ့မက်မုံပွင့်အရက်ကိုစက်တရင်တစ်ခုခုလောက်ကြံဖို့ကြံစီနေပါတယ်
ဒီမိဖုရားဟာမတ်မုံပွင့်ရက်ကို3နှစ်တိုင်တိုင်စိတ်ရှည်လက်ရှည်ချက်လုပ်ထားခဲ့ပြီးအရှင်မင်းကြီးကိုဆက်တပ်ဖို့ပါအရှင်မင်းကြီးရဲ့ခန္ဓာကိုယ်ကျမ်းမာပြီးတက်တော်ရကြောရှိပါစေကြောင်းဆုတောင်းပေးပါတယ်ဖုရားကူမင်းလီစိတ်ထဲမှာတော့လာပြီးအဓိကစကွက်လာပြီးဒီရက်ထဲမှာအချစ်မော်အစိတ်ထဲထားတဲ့မိဖုရားမဲကလည်းလက်စလက်နာနေတဲ့သူမဟုတ်ဘူးအဲ့ဒါအကြောင်းမဟုတ်ဘူးတက်တည်အထင်ရှားမရှိပဲငါလိုအစစ်နှိတ်အရာရှိလေးတယောက်ကဘလို့တားလို့ရမှာလဲအရှင်မင်းကြီးဒီအရက်ကိုမတောက်သုံးမိအောင်ငါတော့ဆုံးဖြတ်လိုက်ပြီကြိုက်နာလီထင်းကုန်နေဟဲအရှင်မင်းကြီးငါရက်ကကွက်နဲ့တချင်းတန်ကိုကျွေးစင်းသွားရမယ်ဂူမင်းလီတချင်းထဆိုတီကိုကြည်ရင်အမတ်တွေလည်းအရက်တီးပြီးတေးမလို့ဖြစ်သွားကြရတယ်ဒီချိန်လူကြီးတယောက်ကအရာရှိကူကဧကရစ်ရဲ့မွေးနေ့ပွဲတော်မှာဘာလို့ဒီလိုစမ်းကြဲတဲ့တချင်းကိုထဆိုနေရတာလဲမျက်နှာလိုမျက်နှာရလှုပ်ချင်လို့များလားအရာရှိကူရဲ့အတန်ကမစိုးပါဘူးတယောက်တစ်မျိုးထင်ကြီးတွေပြပြောဆိုနေကြပါတယ်မင်းကြီးကလည်းဂူမင်းလီရဲ့စနစ်ကြရတဲ့အစွမ်းနဲ့ဂူမင်းလီလုံးသမျှအပြစ်မမြင်နိုင်ပဲအကုန်သဘောကျနေပြီးမိဖုရားပေးလာတဲ့အရက်ကိုငါဒီနေ့အရက်တောက်ချင်စိတ်မရှိတော့ဘူးဒီအရက်ကိုပေးဖယ်ထားလိုက်စမ်းမှန်မကျင်ရတော့အမိတ်တိုင်းလိုက်နာပါမယ်ဖုရားမိဖုရားကြီးကြံရမရသူနေရပြန်ဆင်းသွားပြန်ပါတယ်သူသားရဲ့အကလကိုငေးမောသွားတဲ့ဘရင်ကြီးကိုကြည့်ပြီးအမတ်ကြီးကဧကရစ်တောင်မှငါသားကိုဒီလောက်သဘောကျနေတာပဲငါရဲ့သားတော်ကောင်းတွေတော့အောင်မြင်ပြီဟဲ့ဆိုကအောင်ပွဲခံနေပါတယ်မိဖုရားကြီးအခုဘယ်လိုလုပ်ကြမလဲဘာလို့လောနေတာလဲဒီတစ်မျိုးမရရင်နောက်တစ်မျိုးစီဆိုးရမယ်အရှင်မင်းကြီးဒီစက္ခုပန်းမုံကိုကျင်ရတော့ကိုယ်တိုင်ပြုတ်လုပ်ထားတာပါအစီအစိမ့်ကင်းပြီးဗိုက်စာပြေုံစားလို့တိတ်ကောင်းပါတယ်ဖုရားလာပြန်ပြီးနောက်တစ်မျိုးတော်တော်တက်လဲတက်နိုင်တဲ့မိဖုရားပဲဟူအရက်ကိုတော့ငါတားလိုက်နိုင်ပြီးပန်းမုံဟင်းရတွေနဲ့လက်ဖက်ရည်တွေပေါ့အကုန်လုံးမှာပြဿနာရှိနိုင်တယ်ကြံစမ်းဘယ်လိုလုပ်ရမလဲဘာမှပြောညာမပြောနဲ့ဂူမင်းလီတယောက်ဒီကြည်တီးချင်းနဲ့စတွန်းပါတော့ပါတယ်အရှင်မင်းကြီးလည်းစစ်စတန်ဆာနဲ့ကြောင့်ဂူမင်းလီရဲ့အကအလှကိုရင်တက်ယူမဟုတ်ခွဲကြည့်ပြီးနောက်ငါစောစောကမုံနေငယ်စားထားလို့ခုပိုင်းမစားသေးဘူးတိမ့်လိုက်ပါအရှင်မင်းကြီးတိမ့်လိုက်အရန်စိတ်တူသွားမိဖုရားကသူ့အစီစုတွေကိုလိုက်ဖြတ်လို့ဖြက်စီးလုပ်နေတဲ့တောက်ဒီအသေးဆိုးဂူမင်းလီကြည့်ရတာသူကငါကိစ္စကိုလာရှုပ်နေတဲ့ယောက်ျားမြေခွေးနဲ့များဖြစ်နေတာလားနင်ကမြေခွေးဆိုငါကလည်းပြရသေးတာပေါ့ဆိုပါမင်းကြီးကိုလှည့်ဖျားပါတော့တယ်အရှင်မင်းကြီးကျင်ရတော့ဟန်ဖန်တန်းဆောင်မှာအရှင်မင်းကြီးတပါးလည်းကြည့်ရှုခံစားဖို့အထူးမွေးနေ့လက်ဆောင်ပြင်ဆင်ထားပါတယ်ဒီညဟန်ဖန်တန်းဆောင်ကိုကြွရောက်ပေးလို့ရမလားဟင်ဟာကွာဘာလဲဒါကပေါ်တင်ကြီးတိုက်ရိုက်မြူဆွေတော့တာပဲမဖြစ်ဘူးဧကရစ်တာသူနဲ့လိုက်သွားရင်အချစ်မော်အစိမ်ပြီးတော့မှပဲမဖြစ်ဘူးဒီညဧကရစ်ရဲ့အချိန်တွေကိုငါနီးလန့်ရှာပြီးလူယူရမယ်ဆိုပြီးဒီကအကလာတွေနဲ့စတင်ဖြောပြေကပြပါတော့တယ်အိုးလေးလှုပ်ပါဟဲ့အိုးလေးလှုပ်ပါဟဲ့ကောက်ကွေးအောင်ကပြလာနေတဲ့ဂူမင်းလီကိုအားလုံးလဲသူတို့မျက်လုံးတွေကိုပေးမယုံနိုင်ဖြစ်နေကြရပါတယ်အရှင်မင်းကြီးကဟန်ဖန်တန်းဆောင်ကမွေးနေ့လက်ဆောင်ကိုနောက်မှပဲကြည့်တော့မယ်အမတ်ကူရဲ့တခြင်းကိုသဘောကျသွားပြီအရာရှိကူစောစောကဆိုတဲ့တခြင်းတွေကိုငါတော်တော်စမ်းတစ်တယ်လို့ထင်တယ်အဲ့ဒီတခြင်းစာသားတွေကဘယ်ရှိဟောင်းစာအုပ်ကလာတာလဲအရှင်မင်းကြီးကိုခစားဝင်ပါတယ်အီနွဲ့ရေချောင်းထိန်းသိမ်းရေးလုပ်တုန်းကရှေးဟောင်းတရားတခြင်းစာအုပ်အပိုင်းစားတစ်ခုကိုမတော်တဆတွေ့ခဲ့တာပါဖေဟာကြားဟုတ်လားဒီညငါရဲ့စာကြည့်ဆောင်ကိုလာခဲ့ပါအဲ့ဒီစာအုပ်ထဲမှာဘလို့စမ်းတစ်တဲ့တခြင်းစာသားတွေကြံသေးလဲဆိုတာငါနားထောင်ခြင်းသေးတယ်ဘာလဲဧကရစ်ကမိဖုရားမယ်ကိုညှင်းလိုက်ပြီးအစစ်နှိတ်စာပြင်ရရှိလေးကိုစာကြည့်ဆောင်မှာအခစားဝင်ဖို့ခေါ်လိုက်တာလားတကယ်တော့ငါရဲ့တားငယ်လေးကလည်းတော်တာပါပဲငါသားကရေချောင်းထိမ့်သိမ့်တာတော်ယုံတင်မကဘူးတချင်းဆိုပြီးမျက်နှာလိုမျက်နှာရလောက်တာလဲတိတ်တော်တာပဲခုမိသားစုတော့ကြီးပွားတိုးတက်ဖို့မျှော်လင့်ချက်ရှိပြီဟဲ့ငါနန်းတွင်းထဲမှာ3နှစ်တိုင်စူးစမ်းလာခဲ့တာအစစ်နှိတ်ယောက်ျားစာပြင်ရရှိတယောက်ကိုရှုံးနှိမ့်ခဲ့ရတဲ့ပေါ့အကြီးအကျယ်အဆက်ကွဲတာပဲဒီမျက်နှာလိုမျက်နှာရလောက်တဲ့မြေခွေးနှက်ကိုရှင်းပစ်ဖို့နီးလန့်ရှာရငါမိသားစုစီချက်ချင်းစာပို့လိုက်ဒီညအစီအစဉ်မအောင်မြင်ဘူးလို့ပြောလိုက်ဂူပြန်ရှူဧကရစ်ကိုခစားဝင်ပါတယ်ဂူပြန်ရှူမင်းဒီညတချင်းဆိုတဲ့အရက်တားတယ်မှုတ်တားတယ်နောက်ဆုံးလူကိုပါတားခဲ့တယ်မင်းရဲ့ရည်ရွယ်ချက်ကဘာလဲအရှင်မင်းကြီးကျွန်တော်မျိုးမကြသေးမီကနတ်တေဝါစီကအိမ်မက်ရခဲ့လို့ပါဒီညအရှင်မင်းကြီးမစင်မချင်းစားတော့လို့မဖြစ်ပါဘူးမဟုတ်ရင်ကျမ်းမာရေးထိခိုက်ပြီးနောင်တရရင်နောက်ကျသွားပါလိမ့်မယ်နတ်တေဝါအိမ်မက်ဟုတ်လားဘယ်ကနတ်တေဝါလဲအလင်းရောင်ကတိတ်လင်းပြီးမျက်နှာကအယမ်းဝါနေတာပါပဲအဖွဲ့ဝင်တွေပဲမြင်ရတဲ့အထူးအကျိုးသက်ရောက်မှုဖြစ်ပါလိမ့်မယ်ဗစ်အထူးအကျိုးသက်ရောက်မှုဟုတ်လားဒီထက်ပိုလိမ့်လို့ရသေးလားနန်းတော်စေမှုကြီးရှူရန်ကိုတွားခေါ်လိုက်ပါမိဖုရားမယ်ဒီညပို့လိုက်တဲ့အရက်နဲ့ပန်းမုံကိုပါတပါးရဲယူလာခဲ့အရှင်မင်းကြီးဒါဟာအချစ်မော်အစိတ်ရဲ့နိမိတ်ပါပဲမြောင်နယ်မြေရဲ့အချစ်မော်အစိတ်အတွက်သုံးတဲ့အစိတ်ပါအယောင်နဲ့အနံ့လုံးဝမရှိပါဘူးစားသုံးပြီးရင်အစိတ်ကခန္ဓာကိုယ်ရဲ့စိတ်ဝင်သွားပါလိမ့်မယ်အရှင်မင်းကြီးသာဒီညဒီရက်နဲ့မုံကိုစားသုံးခဲ့ရင်မိဖုရားမယ်ရဲ့မိသားစုနဲ့အိမ်တော်တစ်ခုလုံးကိုတေချာစုံစမ်းခိုင်းလိုက်တယောက်မှလွတ်မသွားစေနဲ့ဂူပြန်ရှူမင်းရဲ့အကြောင်းလိမ့်တာကိုခဏထားပါဦးမင်းရဲ့ပိုက်ထဲမှာဘလို့စမ်းကြဲတဲ့တခြင်းတွေရှိသေးလဲဆိုတာငါသိချင်တယ်နောက်တစ်ပုတ်လောက်ဆိုပြပါဦး